ဒီလို strong character တန်ပါတဲ့ဇာတ်လက္ခဏာ example ကတော့သူက Mexico လေးစားလို့ဖြစ်ပါတယ်နေမာက Mexico အများအားကောင်းတယ်လို့ပြောတယ်ပြီးတော့နေမာက Mexico နဲ့ competition ရှင်ပြန်ခဲ့တာမဟုတ်ဘဲနဲ့သူ့ကိုယ်သူပဲရှင်ပြန်ခဲ့တာပါနေမာကဘယ်တော့မှ number 1ဖြစ်ဖို့စော့ရတာမဟုတ်ပါဘူးသူ့ကိုယ်သူဒီတက်ပူပြီးကောင်းအောင်စော့ရတာဖြစ်ပါတယ်အဲဒီလိုပဲကစားပွဲကိုပဲအဓိကအာရုံထားပြီးတော့စော့ခဲ့တဲ့အတွက်ကြောင့်သူဒီနေ့ one of the best player အကောင်းဆုံးကစားသမားတူဖြစ်ခဲ့တာပါနေမာကသူတို့ရဲ့ national team Brazil ရဲ့ပြန်ပွဲမှာ186ပွဲမှာ105ဂိုးဖွင့်နိုင်ခဲ့ပါတယ်သူက Brazil ရဲ့ second highest goal scorer ဒုတိယဂိုးများဆုံးသွင်းလို့ဖြစ်ခဲ့ပါတယ်နေမာရဲ့ကစားပွဲကစော့တဲ့ပုံစံတွေခန္ဓာကိုယ်ထိချုပ်ပုံဘောလုံးကံမှုတွေကသူ့ပြည်သက်တွေကိုအကြိုက်တွေ့စေခဲ့ပါတယ်ဒီချိန်တုန်းကသူနဲ့သူမိသားစုကသူတို့အကိုးပွားတွေနဲ့နေခဲ့ရတယ်အခုသူ28နှစ်ပြည့်မှာသူ့ရဲ့ network ကတော့ဒေါ်လာ200 million ရှိခဲ့ပါတယ်အဲ့ဒီ network ကြောင့်2019မှာ Forbes ကနေမာကို world highest paid athlete ကမ္ဘာတတိယလဆာအများဆုံးအားကစားသမားရဲ့ ranking အဆင့်ကိုပေးခဲ့ပါတယ်2015မှာသူ့ကို Blondie All မှာ third position တတိယနေရာနဲ့ရခဲ့ပါတယ်ဒါတွေအားလုံးရခဲ့ပြီပဲသူ့ကို world best player ကမ္ဘာအကောင်းဆုံးကစားသမားလို့ပြောဖို့ခက်ခဲတယ်ဘာကြောင့်လဲဆိုတော့တခြားကစားသမားတွေလည်းရှိတယ်သူတို့ကနေမာရဲ့ achievement အောင်မြင်မှုတဲ့အများကြီးပိုအောင်နေနေတာဖြစ်ပါတယ်ဒါမှလည်းနေမာကသူ့ကိုသူနေရာသီးသန့်လုပ်နိုင်ခဲ့ပါတယ်သူက best အကောင်းဆုံးမဟုတ်ရင်တော့မှ great ကောင်းခဲ့ပါတယ်တကယ်လို့မိတ်ဆွေတို့လည်းဒီလိုမျိုး greatness အကောင်းဆုံးတွေကို achieve အောင်မြင်ခြင်းဆိုရင်တော့ကိုယ့်ရဲ့ goal ဒီမှချက်ပန်းနိုင်တဲ့ပတ်သက်ပြီးစူးစမ်းဖြစ်ပါတယ်အခြေအနေတွေကဘယ်လောက်ပဲဆိုးနေပါစေမကြောက်ပါနဲ့နောက်မဆုံးပါနဲ့တင်ရင်ထဲမှာလည်းအောင်မြင်ခြင်းနဲ့ဆာလာမှုမျိုးတွေရှိနေတယ်ဆိုရင်အဲ့ဒီအိမ်ကမအောင်မြင်တဲ့လူ